တထေးသားဒုတိယမျိုးဆက်တစ်ယောက်ဖြစ်ပြီးငွေကိုရေလိုသုံးကစွန့်စားရတာဝါသနာပါတဲ့စူးစမ်းရှာဖွေသူတဦးဟာထူးဆန်းပြီးလှုပ်ဝက်ဆန်းကျဲတဲ့တလင်းကြောက်ကောင်းကြီးတစ်ခုကြောင့်မမျှော်လင့်ပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။တင်မျက်လုံးပြန်ပွင့်လာတဲ့အခါမှာတော့မြောက်ဝင်ရိုးစုံဝန်ပလွေပေါက်စလေးတစ်ကောင်ဖြစ်ပြန်လည်မွေးဖွားလာခဲ့ပါပြီ။ဒီလိုနှင်းဖုံးနေတဲ့ရေခဲပြင်ကြီးထဲမှာငက်ပြက်ပြီးတေးရတော့မှာပဲလို့တင်တွေးနေမိတဲ့အချိန်မှာပဲတင်အုံနောက်ထဲကနေအေးဆက်ဆက်နိုင်တဲ့စနစ် system ရဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်ဒီဝါမျိုးချင်းစင်ကဲပြောင်းလဲမှုစနစ် Devor Revolution System ကိုအောင်မြင်စွာစတင်လိုက်ပါပြီ။ကြည့်ရတာအစားစားရင်းနဲ့ကန့်သက်ချက်မရှိစင်ကဲပြောင်းလဲလို့ရတာပဲ။တင်ကိုလေးကိုတစ်ချက်လှည့်လိုက်တဲ့အခါတကိုယ်လုံးနှွေးထွေးအေးဆက်သွားပြီးအတော်လေးကိုနေလို့ကောင်းသွားပါတယ်။အဲ့ဒီအချိန်မှာပဲဝန်ပလွေတစ်ကောင်ရဲ့အားကိုးတကြီးဦးတန်ကတင်ရဲ့အိတ်ဆက်ချင်းကိုဖြိုခွဲလိုက်ပါတယ်။ဦးတင်ဟာတိစိတ်ရဲ့စေခိုင်းမှုအတိုင်းလက်ကိုမြောက်ပြီးမျက်လုံးပုတ်ဖို့ကြိုးစားလိုက်ပေမဲ့ရုတ်တရက်လန့်ဖြန့်သွားပါတယ်။နေပါဦးတင်လက်တွေဘယ်ရောက်ကုန်တာလဲ။ပြီးတော့ဒီဦးတန်ကောပါလဲတင့်မှာလက်မရှိတော့ပဲတင့်တန်ကလည်းဝန်ပလွေဦးတန်ဖြစ်နေတာကိုထိတ်လန့်တကြားသိလိုက်ရပါတယ်။အိမ်မက်ပဲဒါကအလှည့်စားအိမ်မက်ဆိုကြီးပဲလို့တင့်စိတ်ထဲကနေယူမတက်အော်ဟစ်နေမိပါတယ်။ဒါပေမဲ့တင့်ခန္ဓာကိုယ်ကိုလှုပ်ရှားပြီးအောက်ငုံကြည့်လိုက်တဲ့အခါမှာတော့တကိုယ်လုံးဖြန်းကနေအေးဆက်သွားပါတယ်။တင်ဟာတကယ်ပဲဝန်ပလွေတစ်ကောင်ဖြစ်သွားခဲ့ပါပြီ။တကိုယ်လုံးစီးနှင်းလိုဖြူဖွေးနေပြီးအလျား30စင်တီမီတာလောက်ပဲရှိတဲ့မြောက်ဝင်ရိုးစွန်းဝန်ပလွေပေါက်စလေးတစ်ကောင်ပေါ့။ဒါဘာအခြေအနေကြီးလဲ။တင်အုံနောက်တစ်ခုလုံးဗလာဖြစ်သွားပြီးစိတ်ကိုအတင်းငြိမ်အောင်ထိန်းလိုက်ရပါတယ်။ပြီးတော့သတိမိမသွားခင်ကအကြောင်းအရာတွေကိုအသေးအတန်ပြန်တွေးကြည့်မိပါတယ်။တင့်နာမည်ကစုလင်းစွန်စားရတာဝါသနာပါတဲ့တထေးသားဒုတိယမျိုးဆက်တစ်ယောက်ပါ။မနေ့ကတင်ဟာလှုပ်ဝက်ဆန်းကျဲတဲ့ကူတစ်ခုတည်းကိုခိုးဝင်ခဲ့ပြီးထူးဆန်းတဲ့ပုံရိပ်တွေထွင်းထူထားတဲ့တလင်းကြောက်ကောင်းကြီးတစ်ခုကိုတွေ့ခဲ့ပါတယ်။တင်ကရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်ဆိုတော့အနားတက်ပြီးအကြာကြီးလေ့လာခဲ့တာပေါ့။တင်ဖက်လို့ရလိုက်တာကရေခဲခစ်တက်ရှိများစင်ကဲပြောင်းလဲခြင်းနက်ဖျားနဲ့မိစ္ဆာများပြန်လည်နှိုးထားခြင်းဆိုတဲ့စကားလုံးအနည်းငယ်ပဲရှိပါသေးတယ်။အဲ့ဒါကိုတေးသေးချာချာမတွေးရသေးခင်မှာပဲမျက်စိရှိမောင်မိုက်သွားပြီးတတိလစ်သွားခဲ့တာပါ။မထင်မှတ်ပဲပြန်နိုးလာတဲ့အခါမှာတော့ကူးပြောင်းမွေးဖွားလာခဲ့ပြီးဝန်ပုတ်လွေတစ်ကောင်တောင်ဖြစ်သွားခဲ့တာပေါ့။တင်ဟာဖြူဖွေးနေတဲ့တင့်ဝန်ပုတ်လွေချစ်ပွားကိုမြောက်ပြီးတင့်မျက်နှာကိုယ်တိုင်ပြန်ရိုက်ကြည့်လိုက်ပါတယ်။နားလိုက်တာဒီလိုစူးစူးရှားရှားနာကျင်မှုကတင့်ကိုလုံးဝလက်ခံလိုက်ရုံကလွယ်လို့မတက်နိုင်တော့ပါဘူးဖះသခင်ရေကျွန်တော်ကိုဒီလိုကြီးတော့မစနောက်ပါနဲ့ကျွန်တော်ဘဝကအခုမှစတာတင်ရှိသေးတာကိုဒါပေမဲ့တင်ဘလောက်ပဲညီးတွားနေပါစေလက်တွေကတော့ပြောင်းလဲမသွားပါဘူးတင်ကမြောက်ဝင်ရိုးစုံဝန်ပလွေပေါက်စလေးတစ်ကောင်ဖြစ်နေတော့မှာပဲတော်သေးတာကတင်ဟာငငယ်ကလေးကတယောက်တည်းရုန်းကန်လာခဲ့ရသူမို့ပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေဖြစ်အောင်နေနိုင်စွမ်းကတော့အလွန်ကောင်းမှုပါတယ်မကြခင်မှာပဲဒီမယုံနိုင်စရာကောင်းတဲ့အခြေအနေကိုလက်ခံလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတင်တယောက်ထဲသာမြင်နိုင်တဲ့မိကိုးရောင်ဖြော့ဖြော့ screen ပတ်ပြားတစ်ခုတင်မျက်စိရှိမှပေါ်လာပါတယ်။နာမည်စုလင်းမျိုးနွယ်မြောက်ဝင်ရိုးစုံဝန်ပုတ်လွေအဆင့်တူညနောက်တစ်ဆင့်တက်ရန်စင်ကဲပြောင်းလဲမှုအမှတ်30မှတ်လိုအပ်သည်။တွေးပမာဏ hip 30ခန္ဓာရည် stamina တိုက်ခိုက်အား attack တကာကွယ်အား defense အရှိန် speed စင်ကဲပြောင်းလဲမှုအမှတ် evolution points တူညအကြံပြုချက်ဝါမျိုးချင်းစင်ကဲပြောင်းလဲမှုစနစ်အောင်မြင်စွာပွင့်သွားပါပြီ။ ancient host အနေဖြင့်စတင်ခြင်းစုလက်အဖြစ်အလားအလာမြင့်တင်စေ potential medicine 30လုံးရရှိပါမည်။တင်အံ့ဩမြင်တက်သွားပြီးနောက်မှာတော့စိတ်ပြအားငယ်မှုအားလုံးပျောက်ကွယ်သွားပြီးဝမ်းသာအားရဖြစ်သွားပါတယ်။ရှိထားအကူအညီရပြီပေါ့။ဝန်ပလွေဖြစ်သွားရင်တော့ဒီအရာရှိနေမှာတော့ဒီနင်းတော်ထဲမှာအသက်ရှင်တန်နိုင်မှာတေးချပါတယ်။ဝါမျိုးချင်းစင်ကဲပြောင်းလဲမှုဆိုတာကတော့ငါစားအချင်းအဖြစ်ကိုတန်မာလာနိုင်တာကိုပြောတာပဲလို့တင်ချက်ချင်းသုံးသပ်လိုက်ပါတယ်။တွေးပမာဏကအသက်ခံနိုင်ရည်ကကိုကာရခွန်အားဖြစ်ပြီးတိုက်ခိုက်အားကာကွယ်အားအရှိန်တွေကတော့နားလဲရလွယ်ကူပါတယ်။ပြီးတော့အလားအလာမြင့်တင်စေ30လုံးဆိုတာခန္ဓာကိုယ်ရဲ့အလားအလာတွေကိုပွင့်လာစေမဲ့အဖိုးတန်အရာတွေပဲဖြစ်ရမယ်။ဒီလိုတွေးပြီးနောက်မှာတော့တင်ဟာကူးပြောင်းမွေးဖွားလာတဲ့စိတ်ပျက်စရာတွေထဲကနေလုံးဝယုံထွက်နိုင်ခဲ့ပါပြီ။အမွှေးပွားခေါင်းလေးကိုမော့ပြီးတင့်ကိုပိုက်ပွေထားတဲ့ဝန်ပုတ်လွေမေကြီးကိုကြည့်လိုက်တဲ့အခါသူမရဲ့ starter ပတ်ပြားကလည်းချက်ချင်းထွက်ပေါ်လာပါတယ်။မျိုးနွယ်မြောက်ဝင်ရိုးစုံဝန်ပုတ်လွေမအဆင့်လေးတွေးပမာဏ432 data တွေကအတော်လေးကိုမြင်မာလာပါတယ်။ကြည့်ရတာဒါကအရွယ်ရောက်ပြီးသားဝန်ပုတ်လွေမတကောင်ရဲ့ပြင်းပြစွမ်းဆောင်ရည်ဖြစ်ပုံရပါတယ်။တင်ဟာဝန်ပုတ်လွေမေကြီးရဲ့ရင်ခွင်ထဲကနေအသေးတန်ရုံထွက်ပြီးသူမရဲ့ဘိုက်ပေါ်ကိုတုံတုံချီနဲ့တွားသွားလိုက်ပါတယ်။ပတ်ဝန်းကျင်ကိုဝေးဝဲကြည့်လိုက်တော့ဂူထဲမှာတခြားမြောက်ဝင်ရိုးစုံဝန်ပုတ်လွေပေါက်လေးချို့လည်းအိပ်ပျော်နေကြတာကိုတွေ့ရပါတယ်ဝန်ပလွေမေကြီးရဲ့ဘေးမှာရှိနေတဲ့သူကတော့ဝန်ပလွေဖေကြီးဖြစ်ရပါမယ်။တင်လန်းကြည့်လိုက်တော့မျှော်လင့်ထားတဲ့အတိုင်းဝန်ပလွေဖေကြီးရဲ့ status ကအမြင့်ဆုံးဖြစ်နေပါတယ်။မျိုးနွယ်မြောက်ဝင်ရိုးစုံဝန်ပလွေ T အဆင့်6တွေးပမာဏ P 980ကိုအရှိန် speed 60ဒီကောင်ကြီးရဲ့စွမ်းဆောင်ရည်ကဝန်ပလွေမေကြီးထက်အများကြီးပိုသာလုံးနေပြီးဝန်ပလွေအုပ်စုရဲ့ခေါင်းဆောင်ဖြစ်တာသိကြပါတယ်။တင်ကူအပြင်ဘက်ကကဘာကြီးကိုကြည့်ဖို့တွားမလို့ပြင်နေတော့မှပဲဝန်ပလွေမေကြီးနိုးလာပါတယ်။သူမဟာတင့်ခန္ဓာကိုယ်ပေါ်မှာရှောက်သွားနေတဲ့တင့်ကိုကြည့်ပြီးမကြေမနက်နဲ့တစ်ချက်ဟိန်းဟောက်ကခြေဖွားနဲ့တင့်ကိုပြန်ဆွဲယူလိုက်ပါတယ်။အဲ့ဒီခါကျမှပဲဝန်ပလွေမေကြီးရဲ့ရင်ခွင်ထဲမှာတင့်ထက်သေးတဲ့ကောင်လေးတစ်ကောင်ရှိနေသေးတာကိုတွေ့လိုက်ရပါတယ်။သူကတော့နှုတ်ဆိုးဖို့ပါဇက်တပြင်းပြင်းဖြစ်နေတဲ့တင့်ရဲ့ညီမလေးဖြစ်ပုံရပါတယ်။သူမအရသာရှိစားနေတာကိုမြင်တော့တင့်ပိုက်ထဲကစားလောင်မှုကလည်းလှိုင်းလုံးကြီးလိုထပ်ပေါက်လာပါတယ်။စိတ်ထဲကနေဘလို့ပဲညှင်းဆန်နေပါစေခန္ဓာကိုယ်ရဲ့တဘာဝတရားအရာတင်ဟာညီမလေးလို့သူကိုအတူခိုးပြီးခေါင်းတိုးကအနမ်းမရနှုတ်ဆိုပါတော့တယ်တွေ့မြောက်ဝင်ရိုးစုံဝန်ပလွေမိခင်တို့ကိုတောက်သုံးသဖြင့်စင်ကဲပြောင်းလဲမှုအမှတ်တူညတသမတရားရှိပါသည်စနစ်ရဲ့အတန်ထွက်ပေါ်လာပြီးနောက်ပါဇက်ထဲမှာချိုမြိန်တဲ့အရာတာကိုခံစားလိုက်ရကတင်းရဲ့ဝန်ပလွေမျက်လုံးလေးတွေဟာချက်ချင်းတောက်ပသွားပါတယ်တင်ဟာနှုတ်ဆိုရင်းနဲ့စင်ကဲပြောင်းလဲမှုအမှတ်တွေတက်လာတဲ့အတန်ကိုနားထောင်ရင်မတိမတာပြန်လဲအိပ်ပျော်သွားခဲ့ပါတယ်တလကြာပြီးနောက်ဦးဆိုတဲ့နုနယ်တဲ့ဦးတန်လေးတစ်ခုတင်နားမှာထွက်ပေါ်လာပါတယ်လှည့်ကြည့်လိုက်တော့တင့်ညီမလေးဖြစ်နေပါတယ်သူမဟာဂယုဏတက်စရာမျက်လုံးလေးတွေနဲ့တင့်ကိုအံ့ဩတကြီးကြည့်နေတာပါသူ
သူမအံ့ဩတာလည်းမဆန်းပါဘူးလွန်ခဲ့တဲ့တလကတင်းတို့နှစ်ယောက်ဟာအရွယ်စားအတူတူလောက်ပဲရှိခဲ့ပေမဲ့အခုချိန်မှာတော့တင့်ခန္ဓာကိုယ်ကသူမထက်အစပေါင်းများစွာကြီးမားနေပြီဖြစ်လို့ပါတင်ဟာခြေဝါးကိုစမ်းထုတ်ပြီးသူမရဲ့ခေါင်းလေးကိုချစ်စနိုးပုတ်တက်ပေးလိုက်ပါတယ်တကယ်တော့ဝမ်ပလွေတအုပ်လုံးကတင့်ကိုကြည့်တဲ့မျက်လုံးတွေဟာမိမိတို့မျက်စိရှိမှတင်ကြည်ပြင်းလာတာကိုမမြင်ခဲ့ရင်တင့်ကိုအပြင်ကလာတဲ့ရန်သူဝမ်ပလွေတကောင်လို့ထင်မိကြမှာသိချပါတယ်တင့်ရဲ့ကြီးထွားနှုံးကတကယ်ကိုကြောက်စရာကောင်းလောက်အောင်ညံဆန်လွန်းပါတယ်ဒါတွေအားလုံးကတော့အလားအလာမြင့်တင်ဆေးတွေကြောင့်ပါကူပြောင်းမွေးဖွားပြီးတတိယမြောက်နေ့မှာတင်ဟာပြေးလွှားခုန်ပေါက်နိုင်နေပြီဖြစ်ပြီးအဆင့်10ရောက်တဲ့အခါမှာတော့နိုးဖြတ်ပြီးဝမ်ပလွေဖေကြီးတည်လာတဲ့အသားတွေကိုစားနိုင်နေပါပြီအခုဆိုရင်တလပြည့်သွားခဲ့ပါပြီတင်းရဲ့အရွယ်စားဟာအရွယ်ရောက်ပြီးသားဝမ်ပလွေတကောင်နီးပါးရှိနေပြီဖြစ်ပြီးတင်းရဲ့ status panel ကိုပြန်ခေါ်ကြည့်လိုက်ပါတယ်နာမည်စုလင်းမျိုးနွယ်မြောက်ဝင်ရိုးစုံဝမ်ပလွေအဆင့်3နောက်တစ်ဆင့်တက်ရန်စင်ကဲပြောင်းလဲမှုအမှတ်80မှတ်လိုအပ်သည်သွေးပမာဏ hip 3ရက်ခံနိုင်ရည် stamina 30တိုက်ခိုက်အား attack 30ကာကွယ်အား defense 30အရှိန် speed 60စင်ကဲပြောင်းလဲမှုအမှတ် evolution points 8တလအတွင်းမှာ3ဆင့်တက်ခဲ့ပြီးအဆင့်တက်တိုင်းစနစ်ကစွမ်းဆောင်ရည်တွေကိုမျှမျှတတတိုးပေးရုံတင်မကပဲစိတ်ကြိုက်ထည့်နိုင်တဲ့ point အမှတ်30မှတ်စီကိုလည်းထပ်ဆောင်ပေးပါတယ်ဆိုလိုတာကတော့အဆင့်တူချင်းမှာတင်ဟာတခြားသူတွေထက်အနည်းဆုံး9ပုံတစ်ပုံပိုတတ်မှနေတာပါပိုပြီးကြောက်ဖို့ကောင်းတာကဒီအမှတ်တွေကိုတင်စိတ်ကြိုက်ခွဲဝေနိုင်တာပဲဖြစ်ပါတယ်တင်ဟာတုံဆိုင်မနေပဲအမှတ်အားလုံးကိုအရှိန် speed ထဲမှာပဲထည့်ထားလိုက်ပါတယ်ကဘာပေါ်ကမြည်သည့်တိုင်းကွက်မဆိုအချိန်မြန်ရင်မဖြတ်စည်းနိုင်ဘူးဆိုတဲ့အတိုင်းတိုက်လို့မနိုင်ရင်တော့အနည်းဆုံးတော့လွတ်အောင်ပြေးနိုင်တာပေါ့အဲ့ဒီအချိန်မှာပဲလေးနဲ့တဲ့ဟိန်းဟောက်တန်တစ်ခုကတင့်ရဲ့အတွေးတွေကိုဖျက်တောက်လိုက်ပါတယ်အဲ့ဒါကတော့ဝမ်ပလွေဖေကြီးကအမဲလိုက်ဖို့အတွက်အဖွဲ့ဝင်တွေကိုစူးစီးနေတဲ့အတန်ပါဒီလိုဟိန်းဟောက်တန်ကိုတင်နေတိုင်းကြားနေရပေမဲ့ဒီလိုနေရာမျိုးမှာတားကောင်ရှားပါပြီးပတ်ဝန်းကျင်ကလည်းကြမ်းတမ်းလွန်းတာကြောင့်ဝမ်ပလွေမိဘတွေဟာအမဲလိုက်ထွက်တိုင်းအချီးနှီးဖြစ်တာကများပါတယ်ပြန်လာတဲ့အခါတိုင်းလဲမောပတ်နွမ်းနေနေတတ်ပြီးမြောက်ဝင်ရိုးစုံဝင်တို့ကတိပါကျွဲမတ်စကတ်တို့လိုတားကောင်ကြီးတွေကိုတော့သူတို့မထိရဲကြပါဘူးဒီတစ်ချိန်မှာတော့ဂူထဲမှာကြမ်းရင်နေကြဖြစ်တဲ့ဝမ်ပလွေမေကြီးပါမတ်တက်ရက်ပြီးလိုက်သွားဖို့ပြင်ဆင်နေပါတယ်မထွက်ခွာခင်မှာဝမ်ပလွေမေကြီးကတင့်ကိုရောတင့်ညီမလေးကိုပါနှာခေါင်းလေးနဲ့လာပြီးတိုးထီနှုတ်ဆက်ကညီမလေးကိုစောင့်ရှောက်ဖို့မှာကြားတဲ့အနေနဲ့ညီးတွားလိုက်ပါတယ်ဝမ်ပလွေဖေကြီးကလည်းကြံရစ်ခဲ့တဲ့ဝမ်ပလွေမကြီးတစ်ကောင်ကိုအုပ်ထိန်ဖို့မှာကြားပြီးနောက်မှာတော့စိတ်ချလက်ချနဲ့ဥဆောင်ထွက်ခွာသွားပါတော့တယ်ဂူထဲမှာတော့အရွယ်ရောက်ပြီးသားဝမ်ပလွေ10ကောင်ထွက်သွားပြီးနောက်ဝမ်ပလွေပေါက်စ9ကောင်ပဲကြံရစ်ခဲ့ပါတယ်တင့်ညီမလေးနဲ့တခြားဝမ်ပလွေလေးတွေအပြင်အမြဲတမ်းတယောက်တည်းနေတတ်တဲ့ဝမ်ပလွေပေါက်စလေးတစ်ကောင်လည်းရှိပါသေးတယ်သူကတော့ဝမ်ပလွေမိဘတွေကောက်ယူမွေးစားထားတဲ့3လသားအရွယ်ဝမ်ပလွေပေါက်လေးဖြစ်ပြီးအကောင်ကြီးပေမဲ့တင့်နဲ့ရှင်ရင်တော့အများကြီးကွာခြားလာပါတယ်ဝမ်ပလွေအုပ်စုထွက်သွားပြီးနောက်တင်ဟာခဏလောက်တွေးတောပြီးနောက်ဂူပြင်ပကိုထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်တင်းရဲ့အစားနှုန်းကတစ်နေ့ထက်တစ်နေ့ပိုများလာပြီးအရွယ်ရောက်ပြီးသားဝမ်ပလွေတွေထက်တောင်ပိုစားနိုင်နေပါပြီဝမ်ပလွေမိဘတွေဟာတင့်ကိုကျွေးမွေးဖို့အတွက်ကိုယ်တိုင်တောင်ပိန်ကျုံနေကြရရှာတာမှုသူတို့ရဲ့ဝင်းထုတ်ဝင်ဖို့ကိုကူညီလျှော့ချပေးဖို့အချိန်တန်ပါပြီပြီးတော့တင့်ရဲ့ဝါမျိုးချင်းစင်ကဲပြောင်းလဲမှုစနစ်ကလည်းတိုက်ပွဲဝင်မှုနဲ့အသားစားဖို့အတွက်ငွေဖွာလာတာဖြစ်လို့ဂူထဲမှာပဲကလေးထိန်နေရင်ဘာထူးမှလည်းတွေးပြီးတာနဲ့တင်ဟာတင့်ညီမလေးတို့ကိုတစ်ချက်ဥပြီးနှုတ်ဆက်ကဂူပြင်ပကိုမဆိုင်မတော့ခြေလန်းလိုက်ပါတော့တယ်ကြံရစ်ခဲ့တဲ့ဝမ်ပလွေလေးတွေကတော့တင့်ကိုစိုးရိမ်ကြီးကြည်ကြံခဲ့ကြပါတယ်ဂူပြင်ပကိုရောက်တာနဲ့တိုက်ခတ်လာတဲ့အေးဆက်လာတဲ့လေပြင်းတွေကြောင့်တင်ဟာတစ်ချက်တုန်လို့သွားပါတယ်ရာသီဥတုကအလွန်မင်းအေးဆက်လွန်းလာပါတယ်တွေ့ပြင်းထန်သောအေးဒဏ်ကြောင့်အင်ရှင်ဤခံနိုင်ရည်ခွန်အားပိုမိုကုံဆုံးနေပါသည်ခွန်အားကိုချွေတာရန်တတိပြုပါစနစ်ရဲ့တတိပေးချက်ကြောင့်အပြင်မှာအကြာကြီးနေလို့မဖြစ်ဘူးဆိုတာတင်သိလိုက်ပါတယ်တင်ဟာလေးတွေကိုတစ်ချက်ရှူသွင်းပြီးဝမ်ပလွေအုပ်စုခြံထားခဲ့တဲ့အနက်နောက်ကိုလိုက်သွားလိုက်ပါတယ်တိတ်မဝေးတဲ့နေရာမှာတင်ဟာခြေလမ်းကိုရက်လိုက်ရပါတယ်အကြောင်းကတော့တင်ဟာနှင်းတော်ထဲမှာမြောက်ဝင်ရိုးစွန်းယုံ artichair အုပ်စုတစုကိုတွေးလိုက်ရလို့ပါပဲအကောင်ရေ9ကောင်10ကောင်လောက်ရှိပြီးစီးနှင်းအောက်ကရေမော်တွေကိုစားနေကြတာပါဒီနေ့တော့မင်းတို့ပဲပေါ့တင့်မျက်လုံးတွေတောက်ပါသွားပါတယ်ဒါကမိသားစုလိုက်မှုအကောင်ကြီးရောအကောင်ငယ်ပါပါဝင်ပြီးအမဲလိုက်ဖို့အကောင်ဆုံးသားကောင်တွေပါပဲတင့်စိတ်ထဲမှာတနာညာတာမှုလုံးဝမရှိပါဘူးအားနဲ့သူကအာတန်သူရဲ့အစာဖြစ်ရမယ်ဆိုတာဒီကဘာကြီးရဲ့နိယာမပဲမဟုတ်လားစနစ် status ကိုစစ်ဆေးပေးပါမျိုးနွယ်မြောက်ဝင်ရိုးစွန်းယုံထီအဆင့်3အရှိန် speed 53ကောင်းဆောင်ယုံကြီးရဲ့အရှိန်က53အထိရှိပါတယ်အပြင်ကဝန်ပလွေမိဘတွေကတော့ဒီလိုအကောင်မျိုးကိုအချိန်ကုန်ခံပြီးမလိုက်ကြပါဘူးဒါပေမဲ့တင့်အတွက်တော့မဟုတ်ပါဘူးတင့်အရှိန်ကသူတို့ထက်ပိုမြန်ပါတယ်တင်ဟာခန္ဓာကိုယ်ကိုနှိမ့်ချပြီးဖြူဖွေးနေတဲ့အမွှေးတွေရဲ့အကူအညီနဲ့ပတ်ဝန်းကျင်နဲ့တသားတည်းဖြစ်အောင်ပုံးကွယ်ကဖြည်းဖြည်းချင်းတိုးကပ်သွားလိုက်ပါတယ်ရီမန်းချက်ကတော့ထိုယုံထီးကြီးပါပဲယုံအုပ်စုကအလွန်အမင်းတတိကြီးကြပြီးယုံထီးကြီးကတော့နရွက်ကိုထောင်ကပတ်ဝန်းကျင်ကိုအကဲခတ်နေပါတယ်တားရဲတွေရဲ့အန္တရာယ်ကိုသိရှိနိုင်စွမ်းကတကယ်ကိုထက်မြက်လာပါတယ်ဒါပေမဲ့တင်ကပိုပြီးပုံးကွယ်နိုင်စွမ်းရှိပါတယ်တ
တင်ဟာခဏနားလိုက်ဖြည်းဖြည်းချင်းတိုးသွားလိုက်နဲ့နောက်ဆုံးမှာတော့ရုံအုပ်စုနဲ့မီတာ30အကွာဝေးကိုရောက်ရှိသွားပါတယ်ဒီအကွာဝေးကလုံလောက်ပါပြီတင်ဟာအသက်ရှူတံကိုထိန်းချုပ်ပြီးခန္ဓာကိုယ်ထဲကကြွက်သားအလုံးကိုလေးညွတ်တစ်ချောင်းလိုတင်းခံထားလိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့တင်ဟာမြားတစ်စင်လိုဖြန်းကနေပြေးထွက်သွားပါတော့တယ်မီတာ30အကွာဝေးကိုရောက်တဲ့အထိရုံအုပ်စုကတင့်ကိုတတိမထားမိကြသေးပါဘူးတင်တစ်ချက်ဟိန်းဟောက်လိုက်ပြီးအရှိန်ကိုအမြင့်ဆုံးမြင့်တင်လိုက်ပါတယ်ရုံကြီးကထိတ်လန့်တကြားထွက်ပြေးဖို့ပြင်ပေမဲ့နောက်ကျသွားပါပြီတင်းရဲ့လျှက်စီးလိုအရှိန်အောက်မှာမီတာ30ဆိုတာခဏလေးတင်မှုတင်းရဲ့ဝင်ပုတ်လွေခြေသေးနဲ့ယုံထီးကြီးရဲ့လေပင်ကိုအားပြင်းပြင်းနဲ့ကုတ်ဆွဲပစ်လိုက်ပါတယ်ဖတ်ဆိုတဲ့အတန်နဲ့အတူယုံထီးကြီးဟာနှစ်တော်ထဲမှာလဲကျသွားပြီးမလှုပ်ရှားနိုင်တော့ပါဘူးတင်းဟာအချိန်ဆွဲမနေပဲထွက်ပြေးနေတဲ့တခြားယုံပေါက်စလေးတွေနောက်ကိုဆက်လိုက်ပြီးအမဲလိုက်မှုကိုအောင်မြင်စွာအဆုံးသတ်လိုက်ပါတယ်နှင်းတော်ထဲမှာတော့မြောက်ဝင်ရိုးစုံယုံ6កောင်ရဲ့အလောင်းတွေရှိနေပါပြီတင်းဟာယုံထီးကြီးရဲ့အလောင်းရှိကိုသွားပြီးအသားတွေကိုဝါမျိုးစားတော့ပါတော့တယ်တွေ့အင်ရှင်သည်မြောက်ဝင်ရိုးစုံယုံကိုစားသုံးသဖြင့်စင်ကဲပြောင်းလဲမှုအမှတ်3.8မှတ်ရရှိပါသည်တင်ဟာယုံတီးကြီးတစ်ကောင်လုံးနဲ့ယုံပေါက်တစ်ကောင်ကိုစားပစ်လိုက်ပြီးနောက်စင်ကဲပြောင်းလဲမှုအမှတ်တွေအများကြီးတက်လာပါတယ်။ဗိုက်ပြေသွားတဲ့အတွက်တစ်ချက်ဦးလိုက်ပြီးကြံတဲ့ယုံတွေကိုတော့ကိုပြန်တည်သွားဖို့ပြင်ဆင်လိုက်ပါတယ်။တင်မတိလိုက်တာကတော့မလန်းမကန်းကကားတစ်စီးပေါ်မှာရှိတဲ့အမျိုးသမီးတစ်ယောက်ဟာမှန်ပြောင်းတဲ့တင်ရဲ့အမဲလိုက်ပုံအားလုံးကိုမြင်တွေ့သွားခဲ့တာပဲဖြစ်ပါတယ်။ဟိုတကယ်ကိုလှပတဲ့မြောက်ဝင်ရိုးစုံဝမ်ပလွေတစ်ကောင်ပဲ။တစ်ကောင်တည်းနဲ့ယုံအုပ်စုကိုအပြတ်သက်အမဲလိုက်နိုင်တာတကယ်ကိုမလွယ်ကူဘူး။နောက်တစ်ချိန်မှာတော့တကယ်ဝန်ပလွေဘရင်ဖြစ်လာလိမ့်မယ်။သူမကကော်ဖီတောက်ရင်းရေရွတ်လိုက်ပါတယ်။တင်ဟာကြံတဲ့ယုံလေးကောင်ကိုကူထဲကိုပြန်တယ်လာပြီးတင့်ညီမလေးနဲ့တခြားဝန်ပလွေလေးတွေရဲ့ရှေ့ကိုချပေးလိုက်တဲ့အခါသူတို့ရဲ့မျက်လုံးတွေထဲမှာအံ့ဩခြင်းနဲ့လေးစားခြင်းတွေအပြည့်ဖြစ်သွားပါတယ်။တင်ကစားလို့ရပြီဆိုတဲ့သဘောနဲ့တစ်ချက်ညှိတွားလိုက်တဲ့အခါဝန်ပလွေပေါက်လေးတွေဟာအငမ်းမရဝိုင်းစားကြပါတော့တယ်။အထူးသဖြင့်ကောက်ယူမွေးစားထားတဲ့ဝန်ပလွေပေါက်လေးကတော့တင့်ညီမလေးရဲ့ပါဇက်ထဲကအသားကိုတောင်လူစားဖို့လုပ်နေပါတယ်။တင်ဟာမျက်မှောင်ကျုပ်လိုက်ပြီးတုံဆိုင်မနေပဲထိုကောင်လေးကိုခြေပွားနဲ့ရိုက်ထုတ်လိုက်ရာသူဟာ3 မီတာလောက်လွတ်ထွက်သွားပါတယ်တင်ဟာခန္ဓာကိုယ်ကိုနှိမ့်ချပြီးတတိပေးတဲ့အနေနဲ့ဟိန်းဟောက်လိုက်တဲ့အခါအဲ့ဒီဝန်ပလွေပေါက်လေးဟာကြောက်လန့်တကြားနဲ့တင့်ကိုအညံခံတဲ့အတန်ပြုလုပ်ပြီးနောက်ဆုတ်သွားပါတော့တယ်။အားနဲ့သူကအာတန်သူကိုယူသေးရမယ်ဆိုတာဝန်ပလွေတွေရဲ့စီကံပဲမဟုတ်လား။သူဟာတင့်ကိုကြောက်လန့်တကြားနဲ့ကြည်နေပြီးရခင်ကအားနေခဲ့တဲ့တင့်ကိုအခုလိုဘာကြောင့်တမန်နေရတာလဲဆိုတာနားမလည်နိုင်ဖြစ်နေပါတယ်။ညနေပိုင်းရောက်တော့ဝန်ပလွေမိဘတွေဟာမောပန်းနွမ်းနယ်စွာနဲ့ကူကိုပြန်ရောက်လာကြပါတယ်။ဒီနေ့လေသူတို့အမဲလိုက်တာမအောင်မြင်ခဲ့ပဲဝန်စားချင်းစားကြံဖြန့်အသားနဲ့ငယ်ပဲရခဲ့တာမို့ဝန်ပလွေအုပ်စုအတွက်အစာမလောက်ငှပါဘူးကလေးတွေငတ်တော့မှာပဲလို့တွေးပြီးဝန်ပလွေမေကြီးကစိတ်ပြက်လက်ပြက်ဖြစ်နေတော့မှပဲဂူထဲကနေပြင်းထန်တဲ့သွေးညီနှံကိုရလိုက်ပါတယ်ဂူထဲမှာဝန်ပလွေပေါက်လေးတွေပဲရှိတာမို့တခုခုဖြစ်ပြီလားဆိုပြီးဝန်ပလွေမိဘတွေဟာထိတ်လန့်တကြားနဲ့ဂူထဲကိုပြေးဝင်လာကြပါတယ်ဒါပေမဲ့ဂူထဲကိုရောက်တဲ့အခါမှာတော့ကလေးတွေအားလုံးဘေးအန္တရာယ်ကင်းရှင်းနေတာကိုတွေ့ရပြီးတင်ကတော့ထောက်တနေရာကနေကြံနေတဲ့ယုံအလောင်းနှစ်ကောင်ကိုကိုက်ပြီးထွက်လာပါတယ်။ဂူတစ်ခုလုံးတိတ်ဆိတ်သွားပါတော့တယ်။ဝန်ပလွေမိဘတွေကအနာတိုးပြီးနမ်းကြည့်လိုက်တော့ဒါကလက်ဆက်တဲ့အသားတွေဖြစ်နေပါတယ်။ဒါကိုကလေးတွေကဖမ်းလာတာလား။သူတို့ဟာတင့်ကိုမယုံနိုင်စရာကောင်းတဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်နေကြပါတယ်။တလသားရွယ်ပဲရှိသေးတဲ့ဝန်ပလွေပေါက်လေးကမြောက်ဝင်ရိုးစွန်းယုံတွေကိုအမဲလိုက်နိုင်နေဆိုတာတကယ်ကိုမယုံနိုင်စရာကြီးထွားနှုံးပါပဲ။ဝန်ပလွေမေကြီးကတော့အရင်ဆုံးတတိပြန်ဝင်လာပြီးတင့်ကိုချစ်စနိုးနဲ့ရှာနဲ့လာရောက်လျက်ပေးပါတယ်။သူမဟာယုံတကောင်ကိုယူပြီးစားတော့လိုက်ကအားအင်ဖြည့်တင်းလိုက်ပါတယ်။ကျန်တဲ့ယုံတကောင်ကိုတော့တခြားဝန်ပလွေတွေကိုဝန်ပလွေဖေကြီးကခွဲဝေပေးလိုက်ပါတယ်။အရွယ်ရောက်ပြီးသားဝန်ပလွေထီးတွေကတော့အစာမစားရပေမဲ့မိမိတို့နေရာမှာပြန်လဲပြီးအိတ်ဆက်လိုက်ကြပါတယ်။သူတို့အတွက်တော့အိတ်ဆက်ခြင်းကခွန်အားကိုချွေတာဖို့အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီညမှာတော့တင့်ရဲ့ထူးခြားဆန်းပြမှုကြောင့်သူတို့တွေကောင်းကောင်းအိပ်ပျော်နိုင်ကြတော့မှာမဟုတ်ပါဘူး။